19ကြိမ်မြောက်ပွဲနေ့တပင်ခမ်းနားချီစင်းချင်းစီစဉ်ကိုစတင်မှာဖြစ်ပါတယ်။စီစဉ်ကိုမစတင်ခင်စီစဉ်မှာပါဝင်ကြမဲ့သူများကိုကျွန်တော်အနေနဲ့ဖတ်ပြပေးချင်ပါတယ်။တပါတိအဖြစ်ကျွန်တော်ကနေပြီးတော့တာဝန်တော့မှာဖြစ်ပြီးအဖွင့်ဆုတောင်းကိုကျွန်တော်တို့ရှမ်းမလေးများပြီးတဲ့အခါမှာကျွန်တော်တို့ကျမ်းစာကျောင်းကနေတခြင်းဒါဆိုချင်းကိုကြားမှာဖြစ်ပါတယ်။နောက်ထပ်စီစဉ်ခုအနေနဲ့ကျမ်းစာဖတ်တဲ့ချင်းခေါ်ပေးမှာကတော့ကျွန်တော်တို့နဲ့တွင်းမှုဆရာဆုရဖြစ်ပါတယ်။ဒီတဲ့ခါမှာချင်းတဲ့စီစဉ်ကိုပြန်လည်ရုပ်သိမ်းတော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စီစဉ်နေရဖွင့်ဆုတောင်းပေးဖို့ပြန်ရှမကြီးများကိုဖိတ်ခေါ်လိုပါတယ်ကျွေးဖွင့်လို့ကြည့်ကြည့်နော်
တရားဒေသနာဝင်ကမဲ့ကျွန်တော်ရဲ့ဆရာရွေးချယ်ထားတဲ့ကျမ်းတစ်ပိုက်ကိုဖတ်ကြားချင်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး73ခန်းကြီး7မှာ7ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး73ခန်းကြီး7မှာ7ထို့သောသူတို့၏ခြေကိုဆေးတော်မူပြီးမှတပံဝုလုံကိုဝှ၍လျောင်းတော်မူရဲ့တင်တို့၌ငါပြုခဲ့သောအမှုကိုနားလည်ကြသလောတင်တို့သည်ငါကိုအရှင်ဖျားဟူ၍၎င်းတခင်ဟူ၍၎င်းခေါ်တတ်ကြ၏ထိုစကားလည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းကတင်တို့ခေါ်ကြသည့်အတိုင်းငါမှန်၏ငါသည်တခင်ဖြစ်လျက်အရှင်ဖျားဖြစ်လျက်နှင့်တင်တို့၏ခြေကိုဆေးလျင်တင်တို့သည်အချစ်ချင်းတို့၏ခြေကိုဆေးရကြမည်ငါသည်တင်တို့၌ပြုတကယ်သို့တင်တို့သည်ပြုစေခြင်းကပုံသက်သေးကိုပြခဲ့ပြီးငါအမှန်ဆိုသည်ကကျွန်သည်တခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်တမန်သည်လည်းဆေလွတ်တော်သူထက်သာ၍ကြီးမြတ်သည်မဟုတ်ဤအရာများကိုတင်တို့သိ၍သိသည့်အတိုင်းကျင့်လျင်မင်္ဂလာရှိကြ၏အခုဘုရားဒီယငိုဖဟဲယောဟာအမန်ဒူရှိစအမဖူရှိနီတရရှိညိုဘီအစီပလီချောအစီခဒအခေနအစီယချက်ခိစယာအချကလောရakaki unia kide akale ro asudia isina va me pisi phuye nama sisai ni plo lhya he ahe phuna sra tumana byaje si el lhya va phuna ba october mite hiro bachuma la ku phu si eva ne phuna ro khunya ye bachu si byaje si sra choro vaki simply pisi khade ki hiro Sito simply pegulu khadu to pray not to pray ni va me kya pe si le grome yabu yete tu ho sito grome ke le hya phu va me pe si yena va he cho si lule na adu klona apya che to pray to kya de uno lu yete pray na adu klona na uno lu na to pray na a o to pray to kunyaro si se ni le hya ho te yiti hi ho siki o chupre grome te yiti hi hina siku ni be te sorry pa de pre lo pi nye pe kunya ka thoro i ro thu se cha ro lu chom ya na te chin na ban ma 333ကျတော့အတူတကွမတရားလေးအကုန်လုံးကိုချီးမွမ်းဖို့ကရင်တစ်ချက်အမှတ်စဉ်ဘက်မှာ333တင်တော်ယေရှုတင်တော်ယေရှုဘယ်ကမြတ်ချေရောပညာကထောပါပေလို့သူဆက်ချရောလူကိုသူဆက် လူသားဆံမှုဟာလူသားဆံမှုအမှုစနမှာနေချသောအသက်တာပဲတေရှာလျာဆဲရှာနာလူလေးကျူဒုတိယချက်အစီခံပေးစသောအသက်တာဒီညာတေထုပရဒကရလောပလီတေဗရနီအနုလေတမနီမှာချစ်ချင်းမြတ်တာအပြည့်ဝနီအသက်ရှင်သောဘုရားသခင်အစီခံကောင်းများဝစစီဟိတကူမာသောပရိယာအပရမီတေဖူတကူမာတို့လူသောပရိယာအကရထေလေဘာနာတေမိုဒါပဲညေပရဘာနာတို့ဘယ်တော့ပဲလေဘာနာတေမိုတော့ဘယ်တော့ပဲဤပေတာဖို့တေမိုရကရလောပလီအမေစညင်းနငါဒီတင်တို့နိုင်ပြုတကယ်တော့တင်တို့ဒီပြုစုစေခြင်းကပုံသက်သေးကိုပြခဲ့ပြီးဘူးဘာတိလျောစီဝါမေပြပူဟောစီကရိုဘေကလီယာရောစီကူနီဘယ်လီယာတေဆော်ရီဆောဘူတာနီမချောမြဆော်ရီဆောဘူလာကိုဆော်ရီဒူဘေစရာရှာမူစီတေဆော်ရီဒီပေပရိုဂျမ်ပေစီလောဘလီတေပတေဖုပေကူပါနီအာမင်
ဟာရခေစဒိုပညာကထော်ဘီလက်ခါလီနဟာအီရမမလူပီဖောရှာဒေတာဒီရှိစုဟာ nhà phu về cho về là người ra để rồi sụp lên về là rồi thì mình đi đẹp trang tư để về rồi về thì bố để chờ đó để hiện du hiện cho là người đi từ mà nữa bây giờ cô chú ra cô nhai thì hoặc về đó xong là người đi đó mình lưu về xong là ngô đó ao cha về ra để cô chú đó giờ chạy cho là để vui để đi cả thứ đó phải để sau buổi sau về để sức đi khá đi để ý tin nhìn mà phải nên phú về là cho mà là ngô ngô du về du khóc lô cho mà là phú về phú được về vì ta sẽ để nên về mà cái thứ မီတို့ဒီအိုးမြင်များဖြစ်ပါတယ်။ကိုရောဖျားဒီအိုးထင်းဖြစ်တဲ့အခါမှာဒါသမီးတို့ရဲ့အသက်တာကိုလိုတလိုပုံသွင်း၍အသုံးပြုတော်မူပါမိကြောင်းဤစီစဉ်ကိုပြန်လည်ဆက်ကပ်အနံ့ဆုတောင်းတဲ့အခါမှာတပါးရောသားတော်ခင်ခရစ်တော်ဒီနာမတော်ကိုပြု၍ယိုတေစွာဆုတောင်းနဲ့ပြန်လည်ဆက်ကပ်အနံ့ပါ၏အဖဖျားသခင်အာမင် နော်သူနောက်ဆုံးကျွန်တော်တို့စီစဉ်ကပြီးဆုံးပါပြီဆိုတော့ဗာပြင်းနေနေလေးစကားပြောချင်ပါတယ်နော်အားလုံးလည်းရာဒီတူလည်းပြီးတယ်ဒီလည်းအေးခိုင်းပြီကျွန်တော်တို့ညလည်းစီစဉ်လည်းပြီးပါပြီနော်ဆိုတော့ဒီနေ့ကျောင်းအောင်တော့လည်းညီကိုတွေကိုကြည့်တဲ့ခါမှာရန်ဝမ်းမြောက်တယ်ခြေတော်တွေလည်းဆေးပြီးပြီဆိုတော့မကြခင်ဤဝဂလိခီးစဉ်ကိုသူတို့ကရှောက်လန်းတော့မှာနော်ခြေတော်မဆေးပဲနဲ့ရှောက်လန်းတယ်လို့ပြောစရာမရှိတော့ဘူးနော်ခြေတော်ဆေးပြီးမှရှောက်လန်းကြမှာဖြစ်ပါတယ်ဆိုတော့ဆရာတပားပြောခုတယ်ကျွန်တော်တို့ကျတဲ့ကျောင်းအောင်လာတဲ့ကျောင်းသားတစ်ယောက်ရဲ့ကြွေးကြော်တန်တယ်ပေါ့နော်အဲသူဆရာကမေးတယ်တဲ့ကျောင်းအောင်ပြီဘာလုပ်မလဲလို့မေးတယ်တဲ့နော်ဒီနေ့ကျွန်တော်တို့ကျောင်းသားဟောင်းနေအားလုံးစုပြီးတော့မေးတယ်လို့ပေါ့နော်ဘာလုပ်မလဲလို့မေးတဲ့အခါမှာတော်တော်များများလည်းဘာမှမလုပ်ဘူးလို့မဖြေဘူးနော်အကောင်လုံးကသူ့ရည်ရွယ်ချက်သူ့ရဲ့စိတ်အားထက်သန်စွာနဲ့ကျွန်တော်တို့ပြန်ဖြေပေးတာဖြစ်တယ်ဆိုတော့အဲ့ဒီကျတဲ့ကျောင်းအောင်လာတဲ့ကျောင်းသားလေးတစ်ယောက်ကစိတ်အားထက်သန်စွာနဲ့သူ့ဆရာမေးတဲ့မိခွန်းကိုဘယ်လိုပြန်ဖြေလဲဆိုတဲ့အခါမှာဘလောက်ပဲခက်ခဲပါစေဘလောက်ပဲကြမ်းတမ်းပါစေငတ်ချင်ငတ်ပြတ်ချင်ပြတ်တေးချင်တေးဘာလို့မလဲကိုရောနောက်လိုက်မယ်အမှုတော်ဆောင်မယ်ဆိုမှကြွေးကြော်တာဖြစ်ပါဒီနေ့ဒီမှာရှိတဲ့ကျောင်းအောင်လုံးမဲ့နော်မကြခင်မှာဆရာသမားတွေဘုရားဆောင်မဲ့သူတွေလည်းဒီနေ့ဒီဆောင်ဖို့အတိုင်းပဲတွားဖို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဇလန်ကအဲ့မှာမပြီးဘူးအဲ့တော့သူ့ဆရာကလည်းအရန်နဲ့သူ့ရဲ့တပြည့်လေးကိုစိတ်ချပြီးမှဘုရားဆောင်မဲ့တကယ်ကြောင်ကြတဲ့ရွာလေးကိုလွတ်လိုက်တယ်ငါချင်းကပြတ်ချင်ပြတ်တေးချင်တေးဘလောက်ပဲဆင်းရဲဒုက္ခရတော့ပြန်မလဲဘူးနော်ဆိုတော့သူတပြေးလေးကိုသူအေးရလေးတွေလက်ပေးတယ်ဟင်းလေးတွေအချောင်းလေးတွေလုပ်ပေးတယ်လွတ်သွားလိုက်တယ်နေရက်မကြောက်ပြန်ရောက်လာအဲ့နဲ့သူဆရာအော်ဟာငါတပြေးဘလို့ဖြစ်တာလဲအစာတော့ဆင်းမပြေဘူးလားစားတော့ဆင်းပြေတယ်ဆရာရာဒီဥဒုဆင်းပြေတယ်ဆရာတခုပဲမိဘာပဲမိအကောင်လုံးဆင်းပြေတယ်နော်ဒါဆိုရင်ငါတပြေးမင်းဘာဖြစ်လို့ပြန်လာတာလဲဘာဖြစ်မယ်လို့ထင်လဲလိုင်းမရဘူး Wi-Fi မမီးလို့ပါဆရာဆိုတော့ဒီနေ့ညီကိုတို့တော့တတိပေးရှင်ပါတယ်နော်ကျွန်တော်တို့လေအမှုတော်မြတ်ထဲမှာနော်ကိုယ်ဆန္ဒနဲ့ကိုက်ညီဖြစ်စေမကိုက်ညီဖြစ်စေ
Wi-Fi ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့က normal လဲဆိုတာအမှုတော်ထမ်းဆောင်ဖို့ခွာပေးချင်ပါတယ်เนาะကျေးဇူးတင်တယ်အခုကျွန်တော်တို့အားလုံးဒီဘာမှတရားပြီးမှဒီစာမျက်နှာခုနှစ်340เนาะခဲလေဟေရဲလီเนาะဒီနေ့တော့ဒီနေ့ဒီလိုကစရတာဝီထဲလက်ဆဲမိဝီဒီဒီကတရာဒိုပရိုဒူဆာ အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ် มาทอดสิ้นเนาะไอ้เพื่อจูกัดเอ็ดดีแบบมีแล้วได้ยินในซีวีตัว မှာရှိတဲ့နော်ကျွန်တော်ကြောင်းကြောင်းသားဒီနောက်မှာလည်းကျွန်တော်တို့ဆောက်ရအောင်နော်ရှိတယ်ရှိတယ်လောက်နော် Dear students and our teacher, merchants to the stage, we would like to honor the audience. Please stand up to honor them. When the people young to ba to play the people in Moses, upon a second, being the hobby is a whole that is so you pay na, so Lisa said, hold so in.
muni pe te pisobe ei pepe mewa patara doktola la ko toni patamba ni lo now we will invite our Reverend Tola for evocation prayer. ရတူရပူရပတူစေချမ်းတဲ့ပစေပလို့ဆူလာမန္တမီဘေတူတဲ့ချမ်းဆူဆူတူတူနီရီပူရစွန်းနာစီလူနေစောရီစောဘူးဒီပမှုဒီစာစေကြောက်ပြီးတော့ခုထေဖက်တီရောအခုလီတီရှင်းကျဆိုအခုခရဒေဝီတရို we do trong này ada demi bega kisa lisa se ho de bluetooth she luiso de phơ itin ni ba ha rồi itin nan ma lisa se ho ate di du plo he na u plo sama de lisu bu pe he bui de trong này ada pe ha o de pe ki he ma pe be bia be se khan le ha ma la ro trong này di pe de che de ke de ma pe una pe mi pe se pe una pe mi pe se pe una pe kukaya sidhi ro pe kubene de ama pe kreni upla ukla sidhi pasu nya pe be de pe de uchu pe ku ki ro pe mi be de de se de ke pa be nya ki sa de pe aplo mu pe kreni sidhi aplo mu ma una ate ku ka ru ya una ma bo una ate phite me de ya ku e la ha rồi đó là kia nữa trong là sorry bị về lisa xe cùi từ mẹ rồi ít khứ nữa mà về phía ní về lưỡi lìa xe xe lùi xu từ khứ từ mũ này hả rồi cái mẹ kia sao đó nà aku nữa mà về uan như xe national về December lên mà về mẹ ní về lùi như xe na nhà na để vui đi trong này aku kira pebu dari trong này dunia jaham sira de pre ke ya April la ha ha ke pre biro ha mya chi choi de me ade u so klo ma khale ro ha pha de ba taxi chop de li ke ya kisi ye ki na aki pha bi si ma pu mo ha hi u te ro pa la ke ni ta la yu a ni ma ta di ke se si yu tu ni lo ku to wa ba we ba do wa so we lo tu lo yu lo bi ki sa to lo wa tri ru si le tu ni no wa tri akwa wa mu ti su nya su su ta ka ro ai ni sa se ko bi na ma sa ma ni sa se i ta ma na hi na so de va lo pi na ni sa se ko bi ro cha ma ya to ko ta ke ni pe ai pe ha ni ro Siti nya pe ma leba se tu se lo nya jo se te ni ba ha ma na te aplo mu ti ti ma au na te pia ke se de pe te chu ke tu ha ki ro de sa sa de na thao tu de na thao na se chao khu ni ya yi ma ba ha te mya che be na te pia ke se u e ni jo ha cho be u te he ro ku po lu he na ha cho be na để để sư đó bên lúa kêu ta mế nó khi ba chữ phải là ta ba ra cái mà là bên lúa sư đồ thì ghê ba chữ phải bên cứ cho bên hàng mà nó chỉ kia để sư để xia chỉ kia để
educated faculty for their families on the guests and most importantly the graduating class of 2026. Today is the day that the Lord has made, so let's celebrate it. First, I would like to give honor and glory to our living and gracious God. I'm here today because of Him alone. I feel highly honored and humbled to stand here as the class valedictorian for the graduating class of 2026. First, allow me to introduce myself. I'm Marina Tu. I'm from Somuchas Green State. Even though I grew up in a Christian family, I did not live as a Christian. I did not know about Jesus and just lived in my own way. When I was in 8th grade, everything changed in our family. My mother left us. Later on, my father also left me and my 2 other siblings. At that time, I lost all hope and I wondered how we were supposed to live and carry ourselves with our parents. So, I tried to stand on my own and started to move on by myself. At first, everything was fine. There were no parents or guardians who control me, so I could do whatever I wanted to do. I was so happy with my life. My one and only dream in my life at the time was to be a rich woman. I decided to work and earn a lot of money to fulfill my dream. I became prideful and arrogant that one day those who look down on me will see my success and Idana be currently lote creep lomudu ijase ho edita likyase liba emili milike batia she risur she dabur robese crucial lahi bukri chomya royidana be ijase ho nu chawni ni terikashi muzi ben mahirina ukloso bale kriyaku remain in Christ Adiga Chegaro, Crypto Night, Tinitalo, Radini, Suradude, Agre, Vitashi, Pena, Tomia Langu, Temate Cho, Anuta, Binipe, Lita, Se Ama, Unima, Robekuni Darulu, Tomia Langu, Lita, Se Nimapu, Kalula Mama, Lutabi, Yoha, Madushinya, Mapunya, Yoha, Madushinya, Mapunya. Vama sepimo sima piade piade aki oki sode wakuro waki oki sode esi aku dehene esi ku se tia potia mia chopa metehero siki o ichuna vato hene si mecha terje to
သူကစနာမြန်ကိုရှင်ရောခရစ်ဝင်ခန်းကြီး15ပိုင်ငယ်9သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုသီးတတ်၏ငါနှင့်ကွာလင်သင်တို့သည်အပေအမှုကိုပြမကတ်နိုင်ကြနေမာမာမာဦးလေးချာဘီဒီမစေရဲလဘာဒီမစေရဲလဘာမာဒူရှေမာဘူရှိတဒီမစေရဲလဘာမာဒူရှေမာဘူရှိတဒေမီကယာမိုရခုဒီမစေညေမနာရောနေရောနေထူဟောဂျောဘရီယာအကယာဟောအခုအခီကလျာချစ်တဖာကယာနာလောတေယတဟေနီဆရာဖုန်ကူအနာတေချောတေတေတေဇူအေချောမရီယာတေဇူတေညာတေမူတေကလေတေခ ्या ဘေတေတေဆေဒိုဆေငါစီတဟေနရောအယာချူဂရိုလူပူတေယတဟေနီသူကြပိုင်းနေလေတိမောသေဩဝါဒစာပထမဆောင်ခန်းကြီး6ပိုင်းငယ်7ဖြစ်ပါငါးနှစ်သားလေးဟာတဲ့သူ့အမေနဲ့စူပါမားကတ်တစ်ခုကိုသွားပါသူ့မိမိကဘာပြောလဲဆိုတော့တာအမေလက်ကိုမလွတ်နဲ့လူတွေတိတ်များတယ်အမေလက်ကိုမလွတ်နဲ့တစ်ချက်ပြီးတစ်ချက်သွားတဲ့အခါမှာတဲ့ခလေးကစားစရာအယုတ်ကြမ်းနဲ့ရောက်သွားတော့ခလေးကအမေကိုတတိမရဘူးအမေကလည်းအမတ်တမတ်နဲ့သွားတဲ့အခါမှာသူ့ကလေးမပါလာတော့တာဝန်ရှိတဲ့လုံခြုံရေးတွေကိုမေးတယ်ကလေးပြောင်းနေပြီရှာပေးပါမိုင်းနဲ့ရှာပေးတယ်ကလေးကလည်းအယုတ်ပုံကြားထဲမှာဘယ်သူမှမတွေ့တူတူပြောလို့ရှိရင်အယုတ်ပြင်းနဲ့ကစားပြီးတဲ့အခါမှာသူ့အမေမပါမှန်းသိမှသူငိုတယ်ငိုတဲ့အခါမှာလုံခြုံရေးကသူ့ကိုမေးတယ်ဒီအိမ်ကမှရှိတယ်အိမ်ရဲ့ဖုန်းနံပါတ်သိတာမသိဘူးအမေရတယ်ရှာလို့မတွေ့ဘူးတားနဲ့ဝေးနေနောက်ပြီးဆိုတော့မင်းသိတာပြောတယ်လုံခြုံရေးကခလေးကဘာပြောတယ်ကျွန်တော်ဒီမျိုးမှာပဲနေတာတဲ့ဖယားเจ้าကိုပို့ပေးရင်ကျွန်တော်အိမ်ရောက်ပြီဖယားเจ้าကိုပို့ပေးရင်ကျွန်တော်အိမ်ရောက်ပြီအဲ့မျိုးမှာဖယားเจ้าကလည်းကြောင်းနဲ့ရှိတဲ့အတွက်လုံခြုံရေးတာဝန်ရှိတဲ့လူတွေကသူ့အိမ်ကိုပြန်ပို့ပြီးစာရေးဆရာကပြောတယ်ဆိုတော့ဖယားเจ้าကိုပို့ပေးရင်အိမ်ရောက်ဒီနေ့ကျောင်းစင်းကြမှုဖြစ်တဲ့လုပ်ပေါ်ဆောင်ဖက်16ဦးပေါ့16ကျွန်တော်တို့ဟာအမှုတော်ဆောင်ဆိုတာကဖယားရဲ့အိမ်ကိုလမ်းညွှန်တဲ့သူတွေဖြစ်တယ်ဒီနေ့ခေတ်မှာတော့အမှုတော်ဆောင်တွေကတော့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ကျမ်းစာကြောင်းတက်ပြီးအမှုတော်ဆောင်ကြတယ်တကယ်တော့ကျမ်းစာရဲ့မူရင်းအကျိတ်ပဲကလူအပေါင်းတို့ဟာကဲတင်ချင်းရပြီးတမန်တရားသိဖို့ပဲအမှုတော်ဆောင်ဖြစ်ရမှာဖြစ်တယ်ဒါကြောင့်ကိုတာဝယူတဲ့အသင်းတော်ကိုအသင်းတော်ဟာတဲ့ဘုရားသခင်ရဲ့အိမ်တော်ကိုလမ်းညွှန်တဲ့နေရာဖြစ်အောင်အမှုတော်ဆောင်တိုင်းအသက်ရှင်ကြရဓမ္မတာနဲ့ဘုရားဘုံထင်ရှားမှာဖြစ်တယ်။ကောင်းပြီဒါဆိုဒီနေ့ကျောင်းစင်းကြမည်ဖြစ်သောကျောင်းသူကျောင်းသား16ဦးအသင်းတော်ကိုဦးဆောင်ရမယ်ခေါင်းဆောင်ဖြစ်တယ်။သုံးနှစ်သုံးဖို့ဓမ္မပညာရဲ့အရာကိုရှင်းပြခဲ့ပြီးဖြစ်တယ်။ Lucie kipu aplomu nó nói là po ủa là lấy thì tết vừa đầu phố và khai đó thì áp cứ lấy cái đó
Na Preda Mano Mukupo, oder Tiposu, der Gu, wie gerne die Na, Eapu, Blutze, Kupu, Aplomudu. Na Mukupo, oder Tiposu, Gu, Bakano, Eapu, Atapo, Jetiku, Atapo, na. So wir reden einmal Mophemet Shalom oder Sumumya Ateapu, wir kennen die Namen, Eapu, Lutzekuku Aplomu, du. Mophemet Shalom oder Sumutapu, Bakaro, Eapu, Lutzekuku Aplomu. Little trade Amar Nura, oder Bitila Tergu, Bikiana, Rini, Luce Kupu Aplomu, Nura, or other Bitila Tapu, Bakaro, Bakari, Luce Kupu Nura, Nura is the beginning source belonging to the Pereni Doctrine or Pereni Baptist Association. Nyepeda Mano Marina 2 or Sumumia, the group began to na. Eapu, Luce Kupu Aplomu. Marina 2, where I was in the Nada, Eapu, Luce Aplomu. The Batsao, the son of Maku, Sunday 2, order, Dodhe, to the Hotel Group, Bigadina, Eapu, Luce Kupu Aplomu. Sunday 2, where the Tapu, Bakaro, Eapu, Luce Kupu Batapu. So, sort of trade Amaso at 2, order, Kemin Fena. Ikiana dina Rini Finla Luce Kupu Aplomu. So a two is from the Kenya Finla, belonging to the Korean Finla Baptist Association. The l'histoire de Ama, so William 2. Ourale Vitila Tepu, Vikiana, Rini, Luce Kupu Aplomu, so William 2, Ourale Vitila Taupo, Bakaro, Babri, Luce Kupu Aplomu, so William 2 from the Vikian Church, belonging to the Korean Baptist Association. L'histoire de trade à ma main Kankabana, ou le Titepu, Atepu, Tisepu, Atepu, Vikiana, Koteapu, Luce Aplomu. Nikakin is a Tibetan church belonging to the Korean Baptist Churches. Se shoda amaku bure oyala puna pulukuteku ikadina kokeyapu Luce Atepu pu Aplomu. Kubure is from the Korean Church, belonging to the Korean Baptist Churches. Chesina de Ama saw Tupelo, or Kusere, or the Chepina, Kusere, or the Tisepu Atepu, the Gadina, Kokeyapu, Luce, Aplomu, Kusere, or other people, Kokeyapu, Luce, Aplomu. Chesina de Ama saw Tupelo, Dawiwi, or the Anan Bahalo, Tepu, the Gadina, Topu, Luce Kupu Aplomu. So Tupelo, Dawiwi is from the Bahalo churches, belonging to the Topu Baptist Association. Chesi soda amaso edilu. Ode punakuluku ateku bikiana Kokeyapu
Luci, Korea Pu Luci, Teaku, Aplom Mudu. So, Edilu, Oyale, Kunakulu, Oyale, Kunakulu Kabu, Bakaro, Korea Pu Luci, Kabu Kanan. So, si lui, Kupure, Ode, Tisepu, Teaku, Ikiana, Korea Pu, Luci, Plomudu, Tepu Plomudu. Kupure is from the Tibetan Church, belonging to the Korea Pu Church. So, si de amaku biare ode tisepelot tepu bikadina kokeyapu luchi tepu aplomudu kubiare is from the Tibetan Church belonging to the Korean Church. So, the category, cook, portu, or pinilla, ateaku, bikiana, rini, luce, kupu aplomu. Cook portu is from a pinilla, that church, belonging to the Korean Catholic Association. Tapi có thể bị từ muốn gì là phải sao mà xin thì đó để ta mới đi chặt xếp hả con đéo hả. Sara sayu di hediri hide di hediri ga suri ho pusi yedi miedo ในฐานะที่ผมเองก็เคยเป็นนักศึกษาพระคัมภีร์มาก่อน Sara nama dari kema chuno ga just a chao pu the prayer chano ga just a chao แต่โดยพระคุณพระเจ้าก็ได้มีโอกาสได้ทำศูนย์สร้างผู้นำแล้วก็ศิษยาภิบาลด้วย trong nhà tại Tariya khu khi isu nó mà tại si thưa bà rõ mình chán nó cái phải si foundation si cái nào con nào hả Tradition of the Honorable Minglava Nila Vikogade Muji Moitela Filapro, Image Kagrava Associate of Sayamo, Sayamada Lola Layo Let the two Pakabu, Shumula, Talo, Penny. Itu tubuno kawai cumum. Pasal itu saya ada tu dah clear kone awe itiba tume po abi
lo khuna de tu lo ke pa la mi kyo ga mi ma da le mi ya yu la da me nya yi mi ke tu ki blo ko ne si blu ba ka sa yo do ma lo la so ra da ta to si blu ne si blu so ka sa yo mo mi la ka sa yo e ba bwa ka sa yo he pa ta gi ta ba he pa ta u su kle pati ba mo ba do pu do we la lo bu lo yi lo le ba no de he le ba the de he do no ku de he sa kha ku de he som re bu ta ra khwa khya na ma i ta na som re de plo de ta lu pi ba kha le bi pu he pu som re du la ha do si blu ba lo so ra da awe de ne yi ta ra mu ta ra de ba mo yi ta ra mu ta ra de ba ne ma sra mo sra pe de a mo tyo pe tyo pre ku tu ta pre ha a ko ne si blu ba we de do ma ba mu le la ye e do test ye la pa pho mu pho khwa la phlo do chu de ba mo a ka do ba yo ba a ka do ba ka nyo ba a ka do gre ni glo ba ma sa ta na ke ne yo ye te ao la ma de ye ko ma da we à ye khi yo da we he ya do si blu ba do si blu ba dra mu de pha no awe ni ne me ba de pha la ko do ta he lo ta la ka sa yo da pita ma bu non no to he lo ta la si ye blu ba di le ne ye tho chu ta ni ne ye ma lo da ne a de ke la ya ne ye pye chu chu po kla ne na ke de ya ye pye chu ko mo pasa na ke ne tra mu tra ne awe e ba ya lo he ya da gi da ba do de ka sa yo he ya da gi da ba do su kle lo awe si blu ba ba tra mu lo awe o lo ta he lo ta lo ka sa yo da pi ta ma pu lo pa ma ra ma le pa me kwa mu sa de ne nya pa ma ra ma no ko da pi ta ma ne awe pa ma kho na re tni ne kho na re no la li so si cho we bu ji tra mu de pa ne ma ne tni ne ana re chi u ti chi ta na re ti chi na re u awe ne ta la we te ma de pa mo me pa de pa la u do ta he lo ta la ata ma bu ma ra ke le ma ne mu ta ma ka lo we da ne lo mo abu le do ba i ti kwa tra mu ya tu ni ta la the le awe ne ta la ne ta ne ti do ye le ma ra ta na ta ni ta to mo to to ne awe da ne la le ta la a ko ni me pa de pa la sa yo pho mu pho kwa lo ma da le ka sa yo da pi ta ma bu hi lo ta la si lo do la so da bu da chu po lo pho do de pa se ko lo ka sa yo da pi ta ma bu ne mu ka ne pa na u ba a ti a bo i shu mo la awe po tho ni so si chu ne ka nyo ko ti chu mo la ma lo de pa ka nyo ye le tho ni so si chu ba ye ma lo da ba ke la pe yo klo ko a ko ne awe ne la pe yo ne ta ko da ke o la yo de che ma sa ta na ke ne tho bo ne pu ke da la ka sa yo ma da ti ne to no te mi ba ko ne si blu ba ye tra mu de pha la we o da ta he lo ta la sa yo da pi da ma pu a do ga da mo ji no sa da we ne pa lu ki tu no da ga ba ye te nya lo ti lo se sa ro la ki to tu la ke i awe no sa da we ma da ne ma da lo ti lo se ma da ti ka sa yo tu lo ka sa yo mo an le to ne wa da blo he lo ta la ka sa yo da pi da ma pu a ko ne ba ko ka rin ni ne be ti so si cho ve da pla ne me de me la mo ji ba do awe ne shu mo le so si cho ve ne ka ma da di le pa ti nya ba a no ka sa da we ba kwa sa me ta ma ne nya ba kwa sa me ta a ma no wa ne tu la yo la fe la na ke na we mo ji tu la ko bu ne na bu ta la we me de ba la ba ma la sa yo da pi da ma bu ne me chu mo lo ke la wa pa mo ji Allah ne ye no ka sa da we ye me kha sa da ye ka ple su ple kho pa ye li ye ma ke la ke ba ye ka ma to pro kho ne ba kwa so me wa ta si ta ka tu la du si o ne o si ko to ta la a we ta si ta ka tu la kho de pa ne o si ko wa a we ne tu ba wa da pa sa ta na ke ne a ho bwe blo le ani bwe blo le pa de ti nya no ga ba ti nya ne me da ka sa yo la mu kho do ga a kho do da do sa do la a we
atau umum tole koplo kasunya ne kesayo kesuk atau kesayo kehini o atau tagi dapat atau usuk lela wera wo lolo sora dapat teramu terade pakai laki sia wo ni awane ne medai tasage ni lo do ye do tu siblu siko wera mo pa te depa mo pa siblu sola wala ate da phora te depa no wala te da phora ke ye da phodi phoi suite te he na ma pe ko to he pwe da ron ada phodi phoi suite na ma pe o vi no hoku na kro pra ne akwa kya na ma de se di da se te piti me se di se vi kya ge se te piti me wa se ha to ba hai se ha to ba se me ni se phodi pe di pe sui pe e koko ja he pwe da ra se lo pli to ba itana na ma be metha be kupini srat du smatu to ba da pe koko kona ti ta pa no pe cha da simoni pe tio le ho phu ti he to ba si he si pe ja ke si ti phiti mi si he mi le me ti khi be da pe jo ko ba pe ti pata bu da ba da blo nya e la tu hi lo ta la poeta ti ta pa wo no tu pa ti tu ta pi ta ma tu he la pudo we la ko pe yo ti ta pa tu he tu no tu la ta la ko ke ba sa ta na ke tu he lo ta tu he ma khi ma la ba pa mu ta blo nya i siblu ba tu ko ga de do la so da ta poeta kona la ko krini lo ti kona ti ta pa ke la ke si ko siblu ba tu la tu e ba ba la tu he ma khi ma la ko pa la pa mu ta blo nya i ne siblu ba tu do ma lo la ta ne pa no la ki ta ne pa he la yo mi ni mo ba su ke ko ni no ba de ke ja blu Mm-hmm.